ဖုန်းအရန်ပူတယ်ဖုန်းအရန် hit ဖြစ်တယ်ဆိုရင်ဒီ setting တွေကိုလုပ်လိုက်ပါဒီ setting တွေကိုလုပ်လိုက်တာနဲ့တင်ဖုန်းဘယ်တော့မှပူမှာမဟုတ်ပါဘူးဘယ် setting တွေကိုလုပ်ရမှာလဲဆိုတာသိချင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါ number 1 setting ကိုလုပ်ဖို့အတွက် setting ထက်ကိုဝင်မယ် setting ထက်ကိုဝင်ပြီးရင်ကျွန်တော်အောက်ဆုံးကိုဆွဲသွားမယ်နော်အောက်ဆုံးကိုဆွဲပြီးကျွန်တော် location setting ကိုနှိပ်မယ်ဒီမှာ location setting ကပွင့်နေရဆိုရင်ဒီကောင်ကိုပိတ်လိုက်မယ်နော်ဒီ location setting က background မှာအလုပ်လုပ်တယ်နော် background မှာအလုပ်လုပ်ရင်တော့ဖုန်းပူတယ်အဲအကြောင်းဒီ setting ကိုပိတ်ထားလိုက်ပါနော်ဒီလိုအပ်တဲ့အခါမျိုးပါပဲဒီ setting ကိုဖွင့်ပြီးသုံးပါလို့ကျွန်တော်ပြောချင်ပါတယ် okay နောက်တစ်ခု setting ကိုလည်းပြောပြမယ်နောက်တစ်ခု setting ကိုလုပ်ဖို့အတွက်ကျွန်တော်ဒီမှာ location service ဆိုတဲ့ setting အောက်မှာပဲရှိရနော်ဒီကောင်ကိုနှိပ်မယ်ဒီကောင်ကိုနှိပ်ပြီးကျွန်တော်ဒီမှာဆိုရင် location accuracy ဆိုတဲ့ setting ရှိတယ်ဒီကောင်ကိုနှိပ်မယ်ဒီကောင်ကိုနှိပ်ပြီးကျွန်တော်ဒီ improve location accuracy ဆိုတဲ့ setting ကိုပိတ်လိုက်မယ်နော်နောက်တစ်ခု setting ကိုလုပ်ဖို့အတွက်ကျွန်တော် back သွားမယ်ဒီမှာ Wi-Fi scanning နဲ့ Bluetooth scanning က on ဖြစ်နေရနော် on ဖြစ်ရင်ဒီကောင်က background မှာအလုပ်လုပ်မယ်နော် background မှာအလုပ်လုပ်ပြီးဖုန်းကပူမယ်နောက်တစ်ခုဖုန်း hang ဖြစ်မယ်နောက်တစ်ခုဖုန်းကလည်းကြာရှည်မခံဘူးနော်အဲအကြောင်းဒီ setting ကိုပိတ်ထားရမှာဖြစ်ပါတယ်နော်ဒီ setting တစ်ခုလုံးကိုပိတ်လိုက်ပါနော်အဲဒီဆိုကျွန်တော် Wi-Fi scanning ကိုပိတ်လိုက်မယ်နောက်တစ်ခု Bluetooth scanning ကိုလည်းပိတ်လိုက်မယ်နော် okay ဒီ setting လုပ်ပြီးတော့ကျွန်တော်တို့နောက်တစ်ခု setting ကိုလည်းလုပ်ရမှာဖြစ်ပါတယ်နော်နောက်တစ်ခု setting ကိုလုပ်ဖို့အတွက်ကျွန်တော်တို့ setting ထက်ကိုပြန်ဝင်မယ် setting ထက်ကိုဝင်ပြီးကျွန်တော်တို့ဒီအောက်ကိုသွားမယ်နော်အောက်ကိုသွားမယ်ဒီမှာ battery ဆိုတဲ့ setting ရှိရနော်အဲကောင်ကိုနှိပ်လိုက်မယ်ဒီ battery ဆိုတဲ့ setting ကိုနှိပ်ပြီးကျွန်တော်ဒီမှာ current mode နော် balance ဖြစ်နေတဲ့ဒီကောင်ကိုနှိပ်မယ်ဒီမှာ battery saver mode ကိုပြောင်းလိုက်မယ်ဒီကောင်ကိုပြီးရင် okay ကိုနှိပ်မယ်ဒီကောင်ကိုပြောင်းခြင်းအဖြစ်ဘာဖြစ်မှာလဲဆိုရင်နော် battery save ဖြစ်မယ်နောက်တစ်ခုကကျွန်တော်တို့ဖုန်းအားလုံးဝပူမှာမဟုတ်ပါဘူးဘာလို့မပူလဲဆိုရင်ဒီ setting လုပ်ခြင်းအပြင်နော် application တွေက background မှာလုံးဝအလုံးမလုပ်တော့ဘူးနော်တင်မသုံးတဲ့ application တွေကဒီမှာသုံးမဝင်တော့ပါဘူးလုံးဝ background မှာလုံးမလုပ်တော့ဘူးเนาะအဲအကြောင်းဖုန်းကကြာရှည်ခံမဲ့နောက်တစ်ခုဖုန်းလည်းပူမှာမဟုတ်ပါဘူးအဲအကြောင်းကျွန်တော်ဒီ setting ကိုလုပ်လိုက်တာဖြစ်ပါတယ် okay ဒီ setting ကိုလုပ်ပြီးကျွန်တော်နောက်ထပ် setting တစ်ခုလည်းရှိရเนาะလုပ်ရမယ့် setting ကဘာလဲဆိုရင်ဒီကောင်အတွက်ကျွန်တော်တို့ application တစ်ခုကို download ဆွဲရမှာဖြစ်ပါတယ်เนาะ application နာမည်ကเนาะဒီမှာ CPU monitor เนาะဒီကောင်ကို Play Store မှာတွားပြီး download ဆွဲလို့ရတယ်เนาะအရင်ဆိုဒီ application ကို Play Store မှာတွားပြီး download ဆွဲလိုက်ပါเนาะကို download ဆွဲပြီး application ထက်ကိုဝင်လိုက်ပါ application ထက်ကိုဝင်တာနဲ့ဒီလိုပုံစံလေးမြင်တွေ့ရမှာဖြစ်ပါတယ်เนาะဒီမှာခဏလေးဆောက်လိုက်မယ်ဒီမှာ check CPU system information ဒီလိုပုံစံလေးရှိမယ်เนาะကျွန်တော်ဒီမှာ check CPU ကိုတစ်ချက်နေလိုက်မယ်ပြီးဒီမှာကျွန်တော်ခဏလေးဆောက်လိုက်မယ်เนาะဒီကောင်ကိုလို့ချင်အပြင်တော့ဖုန်းမှာရှိအမိုက်တွေကိုသူကရှင်းထုတ်ပေးမယ်နော် okay ဒီကောင်ကိုလို့ပြင်ကျွန်တော် back သွားမယ် check CPU ကိုနှိပ်ပြီးဆိုတော့ကျွန်တော် check battery ကိုလည်းနှိပ်လိုက်မယ်နော်ဒီမှာလည်းခဏလေးဆောက်လိုက်မယ်နော် okay ဒီကောင်ကိုလို့ချင်အပြင်နော် okay ဒီကောင်ကိုလို့ချင်အပြင်ဖုန်းအားလည်းကြာရှည်ဒါမှမဟုတ်ဘူးဖုန်းလည်းပူမှာမဟုတ်ပါဘူးနော်အဲအကြောင်းဒီ setting 3ခုနဲ့နောက်တစ်ခုကဒီ CPU monitor ဆိုတဲ့ application ကို download ဆွဲလိုက်ပါနော်ကဲခဏအတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်